တရားတော်များအားကြည်လင်ပြတ်သားစွာနာယူကြည်ညိုနိုင်ရန်မူရင်းနောက်ခံစုညံတန်များဖယ်ရှား၍အတန်ပိုင်းဆိုင်ရာအကောင်းဆုံးပြန်လည်ပြင်ဆင်ကုသိုလ်ပြုထားပါတယ်ရှင်။စဉ်းစားကြည့်ပါငါကြားတယ်ဆိုတော့ကြားစိတ်ကိုငါလို့မဆွဲဘူးလား။ဆွဲပါဗျာ။ဒါပြန်ဒိဋ္ဌိပဲ။မှန်ပါ။ငါစားနေတယ်ဆိုတော့စားစိတ်ကိုငါမထင်ဘူးလား။ထင်ပါဗျာ။ဒါပြန်စားတဲ့စိတ်ကိုငါထင်သောကြောင့်စိတ်ပေါ်မှာဒိဋ္ဌိများတယ်။ငါမြင်တယ်ဆိုတော့မြင်စိတ်ပေါ်မှာငါမပါဘူးလား။ပါပါဗျာ။မြင်စိတ်ကိုဘာဆွဲလို့ငါဆွဲရင်ဒိဋ္ဌိပဲဆိုတာသိကြပါလား။သိကြပါဗျာ။ငါအကြံစီဆိုပြန်တော့ကောကြံစီတဲ့စိတ်တွေကိုဝိတက်စိတ်တွေကိုဝိတက်နဲ့ကွာသာသနာဖြစ်တဲ့စိတ်တွေကိုငါမဆွဲကြဘူးဆွဲပါဗျာဒါဖြင့်သောတာပန်ဖြစ်ခြင်းအကြောင်းမှာဒိဋ္ဌိဖြုတ်မှဖြစ်ပါတယ်ဘုရားဓမ္မတို့ဘယ်ဟာဥပဒနာရှိပါဒိဋ္ဌိဥပဒနာရှိပါမှာဗျာရှိပါဗျာဉာဏ်စိတ်ကြားစိတ်နာစိတ်စားစိတ်ရာစိတ်နာစိတ်တွေကမရှိဘူးလားရှိပါဗျာလောဘဒေါသအလောဘဆိုတဲ့ပေးခြင်းမှုကမ်းခြင်းမှုကောရှိပါပါဗျာအဒေါသဆိုတဲ့မေတ္တာစိတ်တွေကောရှိပါဗျာအမောဟဆိုတဲ့တခါတလေသိတဲ့ပညာလေးကောရှိပါဗျာရှူတဲ့စိတ်ရှိုက်တဲ့စိတ်ကောရှိပါဗျာအဲ့ဒီစိတ်တွေရှုတော့တပြာဘာမှမရှုနဲ့ဘာကြောင့်ဒါလေးပြောရပါလိမ့်မအရိယာတွေပါဟောတာဒီတဲ့အရိယာများပါဗလားမပါပါဘူးရိုးရိုးပြောပါနဲ့ခင်ဗျားတို့လေပြောနေတော့အရိယာပါသလူပါလို့ပြောနေတာပါကြရဲ့လားမပါပါဘူးမပါတော့ပုထုဇဉ်တွေပေါ့ဗျာမှန်ပါပါပုထုဇဉ်ဖြင့်ပုထုဇဉ်စိတ်ပဲရှုရမယ်သောတာပန်သဏ္ဍာန်ဖြစ်တဲ့စိတ်မရှုနဲ့ဒရာဂံသဏ္ဍာန်ဖြစ်တဲ့စိတ်ကောမရှိပါဗျာယန္တာသဏ္ဍာန်ဖြစ်တဲ့စိတ်ကောမရှိပါဗျာဒါဖြင့်ကိုယ်စိတ်ကိုရှုပေါ်လားပေါ်ပါဗျာပါတယ်ကိုယ်စိတ်ကိုရှုပါဗျာကိုယ်စိတ်တော့ကိုမရှိတတ်တဲ့ပုဂ္ဂိုလ်များပါသေးလားမပါဘူးဗျာဟုတ်ကဲ့လားခင်ဗျားတို့ကသေသေးချာချာစဉ်းစားလို့ပြောကြပါကိုယ်စိတ်ကိုမရှိလို့နိဗ္ဗာန်မရောက်မှန်ပါဗျာကိုယ်စိတ်ကိုရှုရင်နိဗ္ဗာန်ရောက်နိဗ္ဗာန်ရောက်ပါဗျာအဲ့တော့ခင်ဗျားတို့ကဏ္ဍဖြစ်တဲ့စိတ်ကလည်းပုဂ္ဂိုလ်စိတ်ရဆိုလို့ရှိရင်ဖြင့်39နဲ့ပုံမဖြစ်ပါမှန်ပါ39ဆိုတော့ခင်ဗျားတို့ကမင်းညိုလာတက်နေအောင်မှဒီရွယ်ကောင်းပြီဆိုကြုံးမှဟုတ်ပလားမှန်ပါအဲ့တော့တကယ်တော့ဗျာမြန်သာပို့ပါတော့ဆိုတော့ကိုယ်စိတ်ကိုရှုသဘောပါကြပါပါဗျာဘာတော့ကိုယ်စိတ်ကိုရှုပါဗျာလောဘလာလို့ရှိရင်လည်းလောဘကိုဖြစ်ဖြစ်ရှုဒေါသလာရင်ရောဒေါသကိုဖြစ်ဖြစ်ရှုမောဟလာရင်ရောမောဟကိုဖြစ်ဖြစ်ရှုလူကျင်ကောင်းတဲ့စိတ်ကလေးလာရင်ရောဖြစ်ဖြစ်ရှုမေတ္တာထားတဲ့စိတ်ကလေးလာရင်ရောဖြစ်ဖြစ်ရှုခင်ဗျားတို့မေတ္တာထားပါတယ်တော့ပြောတတ်တယ်မေတ္တာစိတ်ကလေးဖြစ်ဖြစ်ရှုပါဆိုတော့ဟိုမေတ္တာပြတ်သွားမှဆိုတော့မရှုတော့ဘူးလားအတော်ဆိုးတယ်ဓမ္မတွေနော်ကိုင်းတာဖြင့်ဓမ္မတွေဟောတာမနာရဏဆိုတာစိတ်ပါပဲနော်ဒါခင်ဗျားတို့သံဃာမှာဖြစ်တဲ့ဉာဏ်စိတ်ပေါ်ရင်လည်းဒီကတည်းကဉာဏ်စိတ်ကိုဖြစ်ပြီးပြတ်တယ်လို့ဉာဏ်လေးနဲ့သိပေးတာသဘောကျဉာဏ်စိတ်ကဖြစ်ပြဆိုတော့သိတာကမဲ့ရှင်းမလားမြင်စိတ်ကခင်ဗျားတို့မြင်ပြီးပြတ်ဘူးလားပြတ်ပါဗျာအဲ့ဒါလေသိအောင်လုပ်တာကဘာဆုံးမဲ့ပါဗျာဒါဖြင့်ဖြစ်ပြက်မဲ့သဘောပါပါပါဗျာဒီညာမဲ့ဖြစ်တော့ဒီအနီချောင်းလေးဘာဖြစ်သွားပြတ်ပါဘူးဒါဖြင့်ပြတ်သွားလို့ရှိရင်ဒီတဏှာနဲ့ဒီစိတ်နဲ့ဆက်မိသေးရဲ့လားဆက်ပါဗျာဝိညာဏပစ္စယတဏှာဖြစ်သေးရဲ့လားဖြစ်ပါဗျာအာသပစ္စယတဏှာဖြစ်သေးရောဝေဒနာပစ္စယတဏှာဖြစ်ပါဘူးဒါသာမုတ်ရေးထားတာသူတို့ကဝေဒနာရဲ့ဖတ်တာရဲ့စိတ်ကတပြိုင်လေးဖြစ်တယ်ဘာဇာတတွေနော်မှန်ပါစိတ်ကိုဖတ်တာကလည်းစိတ်ကိုကိုယ်ရဲ့ရှင်းတယ်ဝေဒနာကိုစိတ်ကိုကိုယ်ရဲ့ရှင်းပါလားဗျာရှင်းနေတော့ဒီရင်ရောရကြည့်မနေဘူးလားဒါဖြင့်သူ့ထူးရှုစရာလိုသေးလားလိုပါသူ့ကောမလိုပါဗျာမလိုတော့ပေါ်တဲ့စိတ်ကိုမြင်စိတ်လာရင်မြင်စိတ်ဒီဖြစ်ပြီးပြက်ပြီးလို့ဒီကနေညာရရှုပေးသဘောပါလားပါပါဗျာဒါဖြင့်မြင်စိတ်ကဖြစ်ပြရှုတာကမဲ့ပါဗျာသေတာရောက်သမုဒ္ဒရာဒီသမုဒ္ဒရာသစ္စာလာသေးရဲ့မလာပါဘူးဗျာဒီသမုဒ္ဒရာသစ္စာမလာလို့ရှိရင်ဒီဒုက္ခသစ္စာရောမလာပါဘူးဗျာဒါဖြင့်ဒီဘက်မှာတရားဓမ္မတို့တဏှာနိရောဓနိဗ္ဗာန်သမုဒ္ဒရာသစ္စာချုပ်တာလည်းနိဗ္ဗာန်ပဲရှင်းမလားရှင်းပါဗျာဒုက္ခသစ္စာချုပ်တာရောနိဗ္ဗာန်ပါပဲဟာဘယ်နဲ့ကြောင့်ရပါလိမ့်မလို့ဆိုတော့ဒီမှာမဲ့ဝင်လိုက်လို့မဲ့ဝင်လို့ပေါ်ကြပါဒါကနီးမြန်မြန်လွယ်လွယ်ပြတာလို့မှတ်လိုက်ကြပါ
ကယ်မက်ဆက်လာလို့ပြီးတော့ပွားတဲ့ဝိပဿနာမဲ့ဖြစ်ရှိသေးတယ်နောက်ကြတော့မက္ကပညာသကိမတာဆိုတာကသူရင်လာလို့ရှိရင်လောကုတ္တရာမဲ့လာမယ်မလာပြီဘူးလားလာပါဘူးဒါကပွားတဲ့မဲ့နောက်ကြတော့ဒကာရမတွေဒိဋ္ဌိဝိသိကိစ္စပတ်တဲ့ဘက်ကလာလေဦးမယ်မလာပြီဘူးလားလာပါဗျာလာရင်ဘယ်နေရာလာအောင်ဒီစက်ကိုဖြတ်မှာပဲရှင်းမလားမှန်ပါမပွားလို့ရှိရင်ဝေဒနာပစ္စယတဏှာရဲဆိုပြီးစပ်ပါတယ်လို့ပြောလိုက်မစပ်ဘူးလားစပ်ပါဗျာတဏှာပစ္စယဥပါရဏပစ္စယဓမ္မဘဝပစ္စယဇာတိပစ္စယဒေဂမနရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီကနေ့မှာသောကပရိဒေဝမလာဘူးလားလာပါဗျာအဲ့ဒီသောကပရိဒေဝဆိုတော့အာဂဝတွေကိုဆိုပါတယ်အာသောသမှုတရားဝိဇ္ဇာသမှုတရားဆိုတော့ပတ်မသွားသေးဘူးလားပတ်သွားပါဗျာရှင်းမလားရှင်းပါဒါပြန်မပိုက်ခြင်းပါလို့မလို့ဒီစိတ်ကိုဖြစ်ဖြစ်ရှိအောင်ဖြစ်ဖြစ်ရှိအောင်စိတ်ကဖြစ်ဖြစ်ရှိတာကမဖြစ်ပါဗျာပေါ်ပါလားပေါ်ပါဒါပြန် तू ကဘာသစ္စာလဲဒုက္ခသစ္စာဗျာမက်ကလေးကဘာသစ္စာမက်ကသစ္စာဒုက္ခသစ္စာကိုမက်ကသစ္စာနဲ့ကြည်သဘောပါပါဗျာဒုက္ခသစ္စာကိုမက်ကသစ္စာပြပါဗျာဒုက္ခသစ္စာကိုမက္ခသစ္စာလည်းကြည့်ရပါဗျာဘယ်နဲ့ကြောင့်ဒုက္ခသစ္စာဖြစ်ရမလို့ဆိုတော့ဒီကြည့်ဘာသစ္စာလဲဒုက္ခသစ္စာဒီရင်ပေါ်သေးဘာသစ္စာဒုက္ခသစ္စာပါဗျာရှင်းသေးဘူးလားရှင်းပါပါအမှန်ရှင်းသွားပြီဆိုတာလေအာရမတွေသိကြပါလားသိကြပါဘူးကောင်းပြီဒါဖြင့်ဒီစိတ်ကဖြစ်ပြရှုတာကမဲ့ပါဗျာသေတာကသမုဒိယသဘောကျနောက်တော့မလာတာကဒုက္ခဒုက္ခသိမ်းတာမဟုတ်လားမှန်ပါဗျာဒါဖြင့်တဏှာသိမ်းနိဗ္ဗာန်ဒုက္ခငြိမ်းကိုနိဗ္ဗာန်နိဗ္ဗာန်ကဒီနှစ်ကွက်ဖြစ်သွားရင်ပြီးတာပဲသဘောပါကြပါမှန်ပါဒါဖြင့်ဒီဓမ္မတွေမှာထွက်လန်းတွေ့ဗလားလို့မေးတယ်တွေ့ပါဗျာခင်ဗျားတို့ကသာတွေ့နေတယ်ဒီမှာကြည့်ဦးဒီစက်ပြတ်မှတွေ့ဒီစက်မပြတ်ရင်မတွေ့ပါဘူးဗျာဟောဒီအနေချောင်းလေးမတွေ့ဘူးလားတွေ့ပါအဲ့တော့အနေချောင်းလေးကဒီဘက်ကိုမဆက်ဘူးတဲ့ဒကာဓမ္မတို့စိတ်ဓာတ်နိရောဓတဏှာနိရောဓဖြစ်လို့ရှိရင်ပရိစ္ဆေသမုပ္ပါထွက်လန်းစိတ်ချုပ်တာမြင်ထွက်လန်းတဲ့သဘောကျလားသဘောကျပါဗျာစိတ်ချုပ်တာမြင်ထွက်လန်းပါဗျာစိတ်ချုပ်တာကဘာသစ္စာဒုက္ခသစ္စာမြင်တာကမေဃသစ္စာဒါပြန်ဒီနေရာမဲ့ပေါ်တော့ဒီမက်ကဒီဒကာဓမ္မတွေဒီဘက်ထွက်မသွားဘူးလားထွက်ပါပါဒီဘက်ဆက်ပေးသေးလားမပေးပါဘူးဆက်ပေးသဘောကျဆက်တော့ဒီဘက်မထွက်ဘူးလားထွက်ပါထွက်တော့ကိုစိတ်ဓာတ်နိရောဓတဏှာနိရောဓပရိစ္ဆေသမုပ္ပါထွက်လန်းပေါ်ပါလားပေါ်ပါဗျာဩဒါဖြင့်အဝိုင်းပြေးသေးသလားထွက်သွားပါလားထွက်သွားပါဗျာသဘောပါကြပါဒါဖြင့်ခင်ဗျားတို့မြင်စိတ်ကလေးလာရင်ပါလုံးမယ်ပြည့်ရှုပါပြည့်ရှုပေးနော်ဥဒိယဗျာဘုမိအောင်ရှုပါမြင်စိတ်ကလေးလာရင်ပြည့်ရှုပါဘာလဲရှုမယ်လောကီမကငါးပါးနဲ့ရှုလိုက်သမှာသမာဓိသမာသင်္ကပ္ပသမာဝါမသမာသတိသမာသမာဓိဆိုတဲ့သာမလာတဲ့အတိုင်းပေါ့ဗျာသမာဓိမဲ့ခင်နဲ့ပညာမဲ့ခင်နှစ်ခုပေါင်းပြီးရှုလိုက်သမှာသဘောပါကလားပါပါဗျာဒါပြင်ကြားစိတ်ကလေးလာရင်လည်းပါလို့မယ်ပြည့်ရှုပါမယ်ဒါပြင်ဖြစ်ပြမဲ့သဘောကျနာစိတ်ကလေးလာရင်ရောပြည့်ရှုပါဗျာမဲ့ဖြစ်ပြမဲ့မဖြစ်ပေဘူးလားဖြစ်ပါဗျာကဲဒါနဲ့စားစိတ်ကလေးလေအပေါ်မှာပေါ်ပြီဖြစ်ပြရှုပါမဲ့မဖြစ်သေးဘူးလားဖြစ်ပါဗျာသဘောပါမလွယ်ဘူးလားလွယ်ပါမလို့ဖြစ်မှာပဲဆိုရင်ဓမ္မတို့တရားကတော့ဧကံလွယ်တယ်သဘောပါလားပါပါဗျာမလို့ဖြစ်မှာတော့ဆိုရင်လေမလို့ဖြစ်တဲ့ပုဂ္ဂိုလ်ဘယ်နဲ့ကြောင့်မလို့ဖြစ်ပါလိမ့်လို့ပဲလို့ရှင်အဝိုင်းပြေးခြင်းလို့သာမှတ်ပြီတော့သဘောကျပါလားကျပါမလို့ဖြစ်တဲ့ပုဂ္ဂိုလ်ဘယ်နဲ့ကြောင့်ပါလိမ့်ဝိုင်းပြေးလို့ပါဗျာအဝိုင်းပြေးခြင်းလို့ဆိုတော့ခမည်းတော်ကပရွတ်စိတ်ကလေးတကောင်ဒီလမန်းပေါ်ဝိုင်းပြေးနေတဲ့ခါကျတော့ခမည်းတော်ကမျက်လုံးနဲ့ကြည့်လိုက်တဲ့အခါဩတလိษံများတဲမိုက်ပါလားအဝိုင်းသာလှဲ့ပြေးနေတာပဲရှင်းတာမှမဟုတ်ပဲထွက်တာမှမဟုတ်ပဲဆိုမသနာကြဘူးလားသနာပါဗျာကဲရောမကဲရဘူးလားကဲပါလားဗျာတလိษံကိုမသိရှာဘူးသဘောပါခင်ဗျားတို့ကဘယ်လိုနေကြပါလိမ့်ပြေးပါဗျာပြေးနေပါတော့ဝိုင်းအောင်ပြေးဘူးလားပြေးပါအဲ့တော့ဘုန်းကြီးကဘယ်လိုကြီးရပြောပါအောင်ခင်ဗျာဒီတိုင်းပဲအိဗယ်မရဘူးလားရပါဗျာဘုရားမပြောပါဘူးအာနာရှ
ရှင်းမလားဒါရင်ဒါဖြင့်ဒကာဓမ္မတို့ဒါဒီလူတလိษံတော့ဖြင့်မဖြစ်ပြရစီနဲ့ဆိုတဲ့ဥစ္စာကိုဖွဲ့ရလန်းရှာပါဒီကနေထွက်ပါဝေဒနာကတဏှာဆက်လို့ရှိရင်ဟောဒီဘက်မှာတဲ့ပရိစ္ဆေသမုပ္ပါလဲလန်းဒီဘက်လဲလိုက်မယ်သဘောကျလားဝေဒနာဖြစ်ပြတဏှာဆိုတော့ပရိစ္ဆေသမုပ္ပါဘာလဲလဲလန်းပါဒီကိုဆက်ရင်လဲလိုက်မယ်တဲ့ဒီကနေဒီပြန်ထွက်လို့ရှိရင်ဖြတ်လန်းဘုရားဒီဒကာဓမ္မတို့ဘောဓိပင်နဲ့ရှေးပလင်မှာဖြစ်သလားဝေဒနာနဲ့တဏှာကြားမှာဖြစ်သလားဝေဒနာနဲ့တဏှာကြားမှာဖြစ်ပါဘူးအိန္ဒိယသွားဖို့မလိုပါဘူးဒီနေရာနဲ့ဖူးရင်းမိဗလားဘုရားကပညာပြောတာပရမတ်ကဒီနေရာမှာဖြစ်တယ်ဒီနေရာမှာမဉဏ်ရတာသဘောပါဗလားပါပါဒီခန္ဓာနဲ့ဒီသစ္စုပ္ပန်ခန္ဓာနဲ့အနာဂတ်အကြောင်းနဲ့မဆက်တဲ့နေရာမှာဖျားဖြစ်ရပါရင်းမိဗလားရင်းမိပါဗျာဘယ်ဟာပဲနေရာဖြစ်တုံးဝေဒနာနဲ့နာကြသောတာပန်ပဲနေရာဖြစ်တုံးဝေဒနာနဲ့နာကြပါသရဂံပဲနေရာဖြစ်တုံးဝေဒနာနဲ့နာကြပါဒီကြောင့်မဲ့ပေါ်ရမှာသဘောပါဗလားဒါဖြင့်ဒကာဓမ္မတို့ဘုရားဖြစ်တဲ့နေရာလည်းသိပြီနော်သိကြသေးဘူးလားသိပါဗျာအိန္ဒိယမှာဖြစ်သလားတဲ့သူဝန်ထဲမှာဖြစ်သလားသူဝန်ထဲမှာဖြစ်ပါဗျာခင်ဗျားတို့ကအိန္ဒိယသောဘုရားဖူးနေလို့ခဲနေတာကိုယ်ဝန်ထဲမှာလဲကိုယ်တဏ္ဍာသောတာပန်ဖြစ်ခြင်းဒီနေရာမှာမဲ့ပေါ်ရပြီရိမ့်မိပြီလားရိမ့်ပါဗျာမဲ့တခြားနေရာမှာပေါ်ရမှာလားဝေဒနာနဲ့တဏှာကြပေါ်ရမှာလားဝေဒနာနဲ့တဏှာကြပေါ်ပါဗျာကဲဝေဒနာနဲ့တဏှာမဆက်လို့ရှိရင်မဲ့ရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ရားစိတ်ကလေးလာရင်လည်းဘာလို့ကြောက်ဖြစ်ဖြစ်ပါဗျာဖြစ်ပြရှုတော့တရားနေရှုရမှာတရားနေရှုတော့ဒီဘက်အဆက်မပြတ်ဘူးလားပြတ်ပါဗျာသဘောပါဒါဖြင့်မဆက်တော့ဘူးဆိုတော့ဒီဘက်မထွက်ဘူးလားထွက်တော့ထွက်ပါရဲ့ဒါရင်ပရိစ္ဆေသမုပ္ပါထွက်လန်းသဘောပါလားပရိစ္ဆေသမုပ္ပါထွက်လန်းဆိုတော့နိဗ္ဗာန်ရောက်တာပြောပါတယ်အားလုံးသဘောပါကြခိုင်းတာဖြင့်ဒကာဓမ္မတို့ကိုယ်ပေါ်မှာလေလေးတိုက်တယ်ခုလူတွေကများတဲ့အထက်မှာအဲ့တဲ့ဝေဒနာလေးချုပ်ပြီးတကလားချမ်းသာတဲ့ဝေဒနာလေးပေါ်ဘူးလားပေါ်ပါဗျာအဲ့ဒါဘာလို့อ่ะချမ်းသာတဲ့ဒုက္ခသောကောင်းခြင်းစိတ်ကလေးလည်းဘာလို့อ่ะဖြစ်ဖြစ်ပါဗျာဒါပြင်ဖြစ်ပြဒီကဘာဖြစ်မှာမဲ့ပါဒီကဟာရယောတုဘောကနေမဲ့နဲ့ရှုပါသူကကိုယ်ပေါ်မှာဖြစ်တယ်သူကဟာရယောတုဘောမှာဖြစ်တယ်ရှင်းမလားရှင်းပါဗျာသူကဘယ်ပေါ်မှာဖြစ်တော့ကိုယ်ပေါ်မှာဖြစ်ပါဗျာဒီမက်ကဘယ်ပေါ်မှာဖြစ်တယ်ဟာရယောတုပေါ်မှာဖြစ်ပါဗျာဒါပြင်ဒီပရိစ္ဆေသမုပ္ပါနဲ့ဒီပရိစ္ဆေသမုပ္ပါဏဆက်သေးရဲ့သူကပရိစ္ဆေသမုပ္ပါသူကပရိစ္ဆေသမုပ္ပါဏဆက်သေးရဲ့ဆက်ပါဗျာမဆက်ရင်ဒီနေရာမှာပွားများပါသောတာပန်ကြီးတဲ့နေရာဒကာဓမ္မတွေရိပ်မိရိပ်မိပါသရဂံကိုဒီနေရာပါဗျာအနာဂံကိုဒီနေရာပါဗျာယဟန္တာကိုဒီနေရာပါဗျာခရကိုဒီနေရာပါဒီနေရာအရေးကြီးပါလားဒကာဓမ္မတွေမကြည့်ဘူးလားကြည့်ပါဗျာအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကိုကျုံတဲ့အခါမှာသတိပေးပါတယ်ခင်ဗျားတို့လည်းတာရှိရှင်းမြောက်ရှင်များတော့လည်းမရလို့ဒီနေရာမှာတို့သောတာပန်တည်ခြင်းဒီနေရာမဲ့ပေါ်ကိုရေးကြည့်တယ်မဲ့ဆိုတော့ဒကာဓမ္မတွေဆူတောင်းယူရတယ်လားဖြစ်ပျက်ကိုသိတာမဲ့ခေါ်မလားဖြစ်ပျက်ကိုသိတာမဲ့ခေါ်ပါဗျာဒါရင်ခင်ဗျားတို့ကဘုဘဝတူတူနဲ့မဲ့ဖို့ရပါလို့ဖရာလို့ဖရာရှိလက်ကလေးရှိကသနာခံနေကြတယ်သနာမခံကြဘူးလားမှန်ပါဗျာကိုဟာကိုရှုရမှာလားဖရာကပေးမှာလားကိုဟာကိုရှုရမှာဗျာငါဘာလို့ကိုဟာတောင်းကိုယ်ကိုရှိရမှာသွားတောင်းဒကာဓမ္မတို့တပည့်တို့ကအမျိုးရိုးကိုတောင်းတတ်တဲ့အမျိုးဒီလိုများဆိုရင်သေးလားဆိုတော့ကိုယ်ပါဇက်ကတော့သိုးနေတာပေါ့ဗျာအမျိုးတော့မဟုတ်ပါဘူးရင်းနေဗလားကိုယ်ပါဇက်ကတော့ပြန်ဘုဘဝတော်ရနေမဲ့ဖို့ရပါလိမ့်ဖျားဆိုပြီးဆူတော်ပြည့်ဖျားမသွားဘူးလားမှန်ပါပါဘုရားကယူတော့လို့ပေးလို့နိဗ္ဗာန်ရပါရဲ့လားမရပါဘူးကိုယ့်ဟာကိုယ်ပရိစ္ဆေသမုပ္ပါပြတ်မှမဲ့ညာပေါ်မှနိဗ္ဗာန်မြင်တာဒါမှနိဗ္ဗာန်မက်ကသာဖြစ်တယ်။နမရင်ဖြစ်နိုင်မှာဖြစ်နိုင်ပါဗျာ။ဒါဖြင့်တောင်းယူရမှာလားလုံးယူရမှာလားလုံးယူရမှာဗျာ။ဒီကရှိပြညတ်ပါအောင်တရားဓမ္မတို့ဘုရားတွေ့တိုင်းခင်ဗျားတို့ကနိဗ္ဗာန်သနာတော်မူပါနိဗ္ဗာန်ပေးတော်မူပါအရှင်ဘုရားဆီဆူတောင်းရတဲ့အတွက်ပေးနိုင်ရလားပေးနိုင်ပါပေးနိုင်ရင်ရဘူးလားထမ်းခေါ်သွားတဲ့နိဗ္ဗာန်ကိုရာဟုလောဝါဒသုတ်လို့ဟောဖို့မလိုဘူး
လူသေးရလားရောက်လာကျင့်ဖို့တော့ဟောဖို့လူသေးလားအဲ့ဒါဘုရားကနိဗ္ဗာန်ပေးနိုင်သလားနီးတာပေးနိုင်သလားနီးပါဘူးအဲ့ဒါဘုန်းကြီးတို့ကဘုရားအမှုခံပြီးနီးပေးနေပြီခမည်းတော်ကဒီတိုင်းလုပ်ယူမယ်ရမလားကဲဝန်းနဲ့လောဘစိတ်ကလေးပေါ်မှာဘာလုပ်မလဲဖြစ်ပါဘူးဒီကဖြစ်ပြဆိုတော့ဒီကမဲ့ဖြစ်သဘောကျကောင်းပြီဒေါသစိတ်ကလေးဒီမှာပေါ်မယ်ဖြစ်ပြပါဒီကဘာနဲ့ရှိမလဲမဲ့နဲ့ပါဗျာအဲဖြစ်ပြနဲ့မဲ့နဲ့ကြိုက်သွားလို့ရှိရင်နိဗ္ဗာန်မရမရှိဘူးသဘောကျဖြစ်ပြနဲ့မဲ့နဲ့ကြိုက်သွားရင်နိဗ္ဗာန်ရပါဘူးဒီကြတဲ့ကိလေသာမချားစီနဲ့ညနေအားထုတ်ရင်မနဲ့ရတယ်ဘာနာသမဒီတိုင်းလာပါတယ်ဒကာဓမ္မတို့မိသိမဘာနာသမညနေအားထုတ်မနဲ့ရတယ်သဘောကျကြပါလားဗျာအဲ့တော့နိဗ္ဗာန်ဝေးသလားနီးသလားနီးပါဗျာဘာလို့မရောက်ပါလိမ့်မတော်ဆိုတော့ဒီပြည်တို့ကဆက်ပလိုက်တာဗျသဘောကျပါဗျာဝေဒနာနဲ့တဏှာနဲ့ကောဆက်ပြပါဗျာဟောသနဲ့တဏှာနဲ့ကောဆက်ပြပါဗျာစိတ်နဲ့တဏှာနဲ့ကောဆက်ပြပါဗျာဩခင်ဗျားတို့ကလည်းဆက်ဝါဒနာပါလိုက်တာငြိမ့်ပြီဗလားဒါကြောင့်နိဗ္ဗာန်မရတာဒီကရှိအပြောက်ဝါဒနာပါမှရမယ်ဘောပါကြဗလားပါပါဗျာဝါဒနာပါမရချက်တတ်တဲ့ဝါဒနာပါမရမယ်ဆိုတော့သဘောကျဗလားကျပါပါဒါရင်ဒါဖြင့်ဒကာဓမ္မတို့ဝန်းထဲမှာရှူစိတ်ကလေးပေါ်လာရင်လည်းရှူစိတ်ကလေးလည်းရှူပြီးပြတ်တာပဲလို့မနှောတော်ရမို့ဓမ္မယုံမို့မနှောတော်ရနဲ့ရှူသဘောကျအဲ့တော့ပြည့်ပြည့်ရှူတာကမဲ့ပါဗျာချက်စိတ်ကလေးလာရင်လည်းချက်စိတ်ကလေးဘာလို့ကြပြည့်ပြည့်ရှူပါမဲ့ရှုတာကဘာဖြစ်ပဲမဲ့ပါဗျာပြတ်မပြတ်ဘူးလားပြတ်ပါဗျာပြတ်တော့သုံးနဲ့လေးသွားသေးရဲ့သွားပါဗျာဒါဖြင့်သုံးဒီသမုဒိယသစ္စာချုပ်လေးဒီဒုက္ခသစ္စာချုပ်ဟုတ်လားမှန်ပါဒါဖြင့်တဏှာနိရောဓနိဗ္ဗာန်ဒုက္ခနိရောဓနိဗ္ဗာန်ဟုတ်မဟုတ်ဟုတ်ပါဗျာသဘောပါကြပါပါတဏှာနိရောဓနိဗ္ဗာန်ဒုက္ခနိရောဓနိဗ္ဗာန်ဒါနိဗ္ဗာန်ဒီနှစ်ကွက်ရှိတာပဲခင်ဗျားတို့ကဒီကနေဖြတ်လိုက်လို့ရှိရင်ဒီနှစ်ကွက်ပေါ်သေးရဲ့လားမပေါ်ပါဘူးချုပ်တာကလာတော့တယ်ပေါ်တာလာသေးရဲ့လားဒါပြင်နိဗ္ဗာန်ရမရရပါဘူးဒါပြင်နိဗ္ဗာန်ဒီဒကာဓမ္မတို့ဖြတ်မှရမယ်တန်လျာဒီဆက်မှရသဘောကျနိဗ္ဗာန်ကတော့ဆက်မှရပါဗျာတန်လျာခရီးတွေကတော့ဆက်မှရပါဗျာဒါပြင်ခင်ဗျားတို့အဆက်ကြိုက်လားဖြတ်ကြိုက်လားဖြတ်ကြိုက်ပါဗျာဟိုပြောတာပြောနေတာခင်ဗျားတို့ဖြတ်ပါဆိုလို့ရှိရင်ပြန်ကြိုက်ကုန်ကြိုက်ဘူးဒီသားနဲ့ဒီကြီးနဲ့ဖြတ်ကြပါလားဆိုလို့ရှိရင်ကြိုက်ကြရလားကြိုက်ပါဘာလို့မကြိုက်တာအဆက်ကြိုက်ဘူးဒါကြောင့်နိဗ္ဗာန်မရတာပေါ်လားပေါ်ပါဗျာသူများပြောလားကိုယ်ကြိုက်တဲ့နိဗ္ဗာန်နဲ့ကြိုက်ကြလားမကြိုက်ဘူးနိဗ္ဗာန်နဲ့ကြိုက်ပါဘူးဒါကြောင့်မရတာပါဘုရားတွေကတို့များမေ့နေလို့ထမရဲလို့အောင်းမေ့မနေနဲ့ဘောပါလားကောင်းကြီးဒါဖြင့်တနည်းပြောပါအောင်မယ်လူတယောက်မှာစိတ်တစ်ခုနဲ့သက်ရှင်နော်နှစ်ခုနဲ့သက်ရှင်လားတစ်ခုနဲ့သက်ရှင်လားတစ်ခုနဲ့သက်ရှင်ပါဗျာဧကစိတ်တသမာယုတ်တာတစ်ခုသောစိတ်နဲ့သက်ရှင်ဒီစိတ်ကလေးကဖြစ်ပြီးပြတ်သွားတဲ့အခါကျတော့မသေးသေးဘူးလားလူတယောက်သေးပါဗျာဥမာမောင်ကိုတယောက်ဖြင့်မောင်ကိုတယောက်သေးတယ်မစွန်နိုင်ဘူးလားဟုတ်ပါဗျာဥညံတယောက်ဖြင့်ဥညံတယောက်သေးပါဗျာစိတ်တစ်ခုနဲ့သက်ရှင်တာဟုတ်ပါဗျာအဲ့ဒီအသေးကိုဒီကနေပြီးကြတာနောက်စိတ်ဆိုတာလေမပေါ်ပဲနေလို့မရဘူးမရဘူးအဲ့တော့နောက်စိတ်နဲ့အသေးကိုအရှင်နဲ့ကြည့်ပါဒကာဓမ္မတို့ဗါတဲ့အသေးကိုအရှင်နဲ့ကြည့်ရမှာဗျာအသေးကိုအရှင်နဲ့ကြည့်ရမှာအရှင်နဲ့ကြည့်တယ်နောက်စိတ်နဲ့ကြည့်သဘောပါနောက်စိတ်မှာမဲ့ခင်ပါပါတယ်အသေးကိုအရှင်နဲ့ကြည့်ရမှာအသေးကဘာသစ္စာဒုက္ခသစ္စာအရှင်ကမေဃသစ္စာပြန်ကြိုက်တာရိမ့်မိဗလားပြန်မကြိုက်ဘူးလားကြိုက်ပါဒါပြန်အသေးကိုအရှင်လေးကြည့်ရမှာဒါပြန်စိတ်သေးတိုင်းသေးတိုင်းအရှင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီသံဃာပြတ်မပြတ်ပြတ်ပါဗျာဒါပြန်ဒကာဓမ္မတို့ဒီစိတ်နဲ့သိရှင်တယ်နောက်ဒီစိတ်ကလေးသေးသွားတော့နောက်မဲ့စိတ်မလာရင်ဒကာဓမ္မတို့သုတ်တံပို့ရဘူးလားပို့ရပါဗျာဒါပြန်သုတ်တံမပို့ပါနဲ့တဲ့နောက်စိတ်ကပေါ်လာတော့ကိုနောက်စိတ်နဲ့အသက်မရှင်ရဘူးလားဒါပြန်အရင်စိတ်နဲ့အသက်ရှင်နေတဲ့ဒကာတယောက်ဒကမတယောက်မသေးသေးဘူးလားသေးပါဘူးဒါပြန်အသေးကိုပါနဲ့ကြည့်ရရှင်းသေးကြည့်ရမှာအသေးကိုရှင်းသေးကြည့်ရမှာဒါပြန်အသေးကိုရှင်းတဲ့အသေးကဘာသစ္စာ
ဒုက္ခသစ္စာပါဗျာ မရဏပိဒုက္ခသစ္စာဘုရားဟောတာယောဂီမရဏနိုင်မရဏသဘောကျမရဏပိ ဒုက္ခသစ္စာ ဒုက္ခသစ္စာဆိုတာပေါ်လား ပေါ်ပါဗျာ ဒါနဲ့သူကဒုက္ခသစ္စာအရှင်းကဘာသစ္စာ မေဃသစ္စာဗျာ ဒါရင်မဲ့ရဖို့တရားဓမ္မတို့ဘယ်လိုရအောင်လုပ်ကြမလို့ဆိုအသေးရှင်နဲ့ကြည့်ရင်မဲ့ရတယ်အသေးကို ဒီနေ့ကြီးမေဃပါဗျာ သူများပြောလားခင်ဗျားတို့အတွေ့လား အတွေ့ပါဗျာ သူများပြောကံကြဆိုမယုံပါနဲ့ဒါပြန်ကိုယ်သေးကိုမြင်တာလားသူများသေးမြင်တာလား ကိုယ်ကိုမြင်တာပါဗျာ ကိုယ်သေးကဒုက္ခသစ္စာရှင်းမလားကိုမြင်တာက မေဃသစ္စာဗျာ ကိုယ်သေးက ဒုက္ခသစ္စာပါဗျာ အသေးကဒုက္ခရောက်တာများရှိသေးလားကိုယ်သေးကကိုမြင်တာက မေဃသစ္စာ ဒါပြန်ကိုယ်သေးကိုမြင်တဲ့ပုဂ္ဂိုလ်ဟာဖြင့်တဲ့နောက်လူဘဝနတ်ဘဝဆူတောင်းမအောင်ဘူး ဟုတ်ပါဗျာ ဒီလိုကြီးသေးနေမှာပဲဆိုတော့မသိဘူးလား ဒီပါဗျာ အဲ့ဒီတော့ညင်းငွေ့မလာပဲဘူးလား ညီမလားမလား ဒါနဲ့ကိုယ်သေးကိုမြင်တာကယထာဘုဒ္ဓညာညင်းငွေ့လာတာမြင်ပါများလို့ညင်းငွေ့တာကနိဗ္ဗာန်ညာနောက်ရှုပါများလာတဲ့ကိုယ်သေးကြီးကိုလိုချင်သေးရဲ့လား ဒုက္ခပါ မလိုချင်တာကဗာမဲ့ညာအဲ့ဒီချိန်ကျတော့ဒီခန္ဓာ၅ပါးအခုံပြောက်သဘောကျအသေးစားမသိဘူးလား သိပါဗျာ အသေးစားသိနေတာကဘာခေါ်ပန်းနိဗ္ဗာန် သိပါ မြင်တာက မဲ့ညာ မဲ့ညာဆိုတာဒကာဓမ္မတို့ဒါပြန်နိဗ္ဗာန်ဝေးသလားနီးသလား ဒီပါဗျာ ဒီကနိဗ္ဗာန်ဒီကမဲ့ညာပရမရှိတုံးကတော့ဒီကဒုက္ခသစ္စာဒီကဘက်ကသစ္စာနောက်မဲ့ရလာတဲ့အခါသီလမဲ့ကမှာတိုးလာတဲ့အခါဒီကနိရောဓသစ္စာဒီကပါတော့ အခါတည်း ရှင်းမလား သိပါ ဒီလိုဆိုရင်ဒကာဓမ္မတို့နိဗ္ဗာန်ဝေးသလားနီးသလား ဒီပါဗျာ ဒါကြောင့်ဘုရားကနိဗ္ဗာန်သေဝသန္တိကေလို့မယုတ်ပါဠိတော်ကြီးများဟောထားနိဗ္ဗာန်နီးလေးกว่าဒကာဓမ္မတို့ဘုရားနိဗ္ဗာန်ပါတဲ့ ဒီသိပါ အနည်းလေးတော့မဟုတ်ဘူးလား ဟုတ်ပါဗျာ ဘယ်နဲ့ကြောင့်မရောက်ပါလိမ့်မလို့ကိုယ်သွားနေလို့ရိမ့်မေးလားဘယ်နဲ့ကြောင့်မရောက်ပါလိမ့်အနည်းလေး ကိုယ်သွားနေပါဗျာ ဘယ်ဘက်ကိုယ်နေတော့ဆိုတော့ဒီပနေတာဟုတ်ရသူကရိမ့်မေးဗလားဘယ်ပနေတော့ ဝိုင်းကြီး ဝိုင်းပြပြနေလို့ရှိရင်ရောက်နိုင်မှာမလားဒါဖြင့်ယနေ့ဖြတ်လုံးရပါလား ရပါဗျာ ဒါဖြင့်လောဘစိတ်လာလည်းဖြစ်ဖြစ်ရှုဒေါသစိတ်လာရော ဖြစ်ဖြစ်ရှုံးပါ မောဟစိတ်လာ ဖြစ်ဖြစ်ရှုံးပါ မြင်တဲ့စိတ်လာ ဖြစ်ဖြစ်ရှုံးပါ ကြားတဲ့စိတ်လာ ဖြစ်ဖြစ်ရှုံးပါ နာတဲ့စိတ်လာ ဖြစ်ဖြစ်ရှုံးပါ စားစိတ်ကလေးလာ ဖြစ်ဖြစ်ရှုံးပါ ရားတဲ့စိတ်လာကောင်းတဲ့စိတ်လာ ဖြစ်ဖြစ်ရှုံး ကုသိုလ်ပြုခြင်းရော ဖြစ်ဖြစ်ရှုံး ကုသိုလ်စိတ်လည်းဖြစ်ဖြစ်ရှုနမကိုကုသိုလ်လေးကိုသာယာနဲ့လည်းရှင်းဖြင့်တဏှာဖြစ်သွားမယ်ဖြစ်ပေဘူးလား ဖြစ်ပါဗျာ ဒါဖြင့်ဒကာဓမ္မတို့မေတ္တာစိတ်ကလေးကို ဖြစ်ဖြစ်ရှုံးပါဗျာ သဘောကျ ရပါ ရှုစိတ်ကလေးကို ဖြစ်ဖြစ်ရှုံးပါ ကြိုက်စိတ်ကလေးကို ဖြစ်ဖြစ်ရှုံးပါ ဒါဖြစ်ဖြစ်ရှုရမှာ12ချက်ဆိုပြီးခင်ဗျားတို့ဥဒ္ဒနာရင်မှာအကုန်စားနေရေးပေးထားတယ်နော်အဲ့ဒီတိုင်းရှုလို့ရှိရင်ဖြင့်ခင်ဗျားတို့ညနေအားထုတ်မနေရပါသဘောကျညာလာကြည်လားဖျားဆိုတော့ကိလေသာတော့ဂျာမချစီနဲ့သဘောကျကိလေသာဂျာမချရင်ညနေအားထုတ်ရင် မနေရပါဘူး ကိလေသာကြာချရင်ဒီဘဝအားထုတ်လည်းမရနောက်ဘဝအားထုတ်ကို မရပါဘူး ဘယ်တော့မှမရလို့မှားဒါကိလေသာဂျာမချဖို့ကအင်နာရေးမကြည့်ဘူးလား ကြီးပါဗျာ ပေါ်ကြ ဟုတ်ပါ ဒါဖြင့်ဒီလိုလို့ဘုန်းကြီးသတိပေးလိုက်ကိလေသာလေးကဝင်လာတယ်ခမင်းစားခြင်းတဲ့စိတ်ကလေးပေါ်လာတယ်ဒါကိလေသာပဲမဟုတ်လား မှန်ပါ အဲ့ဒီစားခြင်းတဲ့စိတ်ဖြစ်ဖြစ်ရှုသဘောကျလား ရပါဗျာ ဒီပြင်စိတ်ဝင်နိုင်လေလား နေနေပါဗျာ သူများနှခမ်းဆူခြင်းတဲ့ဒေါသစိတ်ကလေးကိုပလာတာဘူးလား လာပါဗျာ အဲ့ဒီဒေါသစိတ်လည်းဘာလုံး ဖြစ်ဖြစ်ရှုံး ဒါဖြင့်လောဘလာလည်းဖြစ်ဖြစ်ရှုဒေါသလာလည်းဖြစ်ဖြစ်ရှုသဘောပါဗလား ပါပါဗျာ ဒါဖြင့်ဖြစ်ဖြစ်မဲ့မကြိုက်သေးဘူးလား ကြိုက်ပါဗျာ ဒါရင်ဖြစ်ဖြစ်ကဘာသစ္စာ ဒုက္ခသစ္စာ ရှုတာက မေဃသစ္စာပဲ သေတာက သမုဒိယသမုဒယသစ္စာ နောက်ဒုက္ခမပေါ်တာက ဒုက္ခ နိရောဓသစ္စာဒုက္ခနိရောဓနိဗ္ဗာန်ကိုသဘောပါဗလား ပါပါဗျာ ဟောဖို့တော့ချိန်တော်တာပဲနိုင်ရှိပြီတော်ကြအောင်လို့ သာသာ ဆရာတော်ဘုရားကြီးဤတရားတော်များအားအတန်ထွက်အကောင်းမွန်ဆုံးနှင့်အကြည်လင်ဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်ကုသိုလ်ပြုထားပါသဖြင့်နာယူရာတွင်နှစ်သက်ကျေနပ်မှုရှိပါက channel ကို subscribe လုပ်ပြီးအချက်ပေးခေါင်းလောင်းလေးကိုဖွင့်ထားဖို့တိုက်တွန်းပေးရစေရှင်။